Hello guys မောင်စကိုင်းပါဒီနေ့မှာတော့ကျွန်တော်တို့က Mobile Legends နဲ့ Street Fighter နဲ့ collaboration လုပ်ထားတဲ့ skin တွေတဲ့ဒါတော့ Gain Skin ရဲ့ skill effect တွေ animation တွေကိုကျွန်တော်နဲ့တူတူလိုက်ကြည့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ video လေးကိုအဆုံးထိကြည့်ဖို့တောင်းဆိုချင်ပါတယ်ဗျ video လေးမစခင်မှာကျွန်တော်ရဲ့ YouTube ကောကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်ဗျဆိုတော့ video လေးကိုစလိုက်ရအောင်ဗျဒါကတော့ animation ဖြစ်ပြီးတော့ကျွန်တော်အနေနဲ့တော့နည်းနည်းကြီးလို့ပေါင်းနေလို့မြင်ပါတယ်ပြီးတော့ပိုပြီးလူကြီးဆန်လာတယ်လို့လည်းကျွန်တော်အရင်မြင်ပါတယ်ဗျဒါကတော့ outfit 2ဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့အယောင်ရှည်ပုံစံမျိုးပေါ့ဒါပေမဲ့လမ်းပါတယ်ဗျာတော်တော်လေးလမ်းပါတယ်ဆိုတော့ visit တက်လေးကိုအရင်ကြည့်လိုက်ရအောင်ဗျာဘာလို့တိတ်မမြင်ရမှာဆိုတော့ကျွန်တော် slow motion နဲ့ပြပေးထားပါတယ်ဒီကောင်ရဲ့မီးပန်းလေးထွက်တာလေးကတော့ကြိုက်မိပါတယ်ဒါပေမဲ့တိတ်တော့အစိမ်းရောင်ဆိုတော့မလာဘူးလို့မြင်ပါတယ် skill 1လေးကဘယ်လိုလေးနေမလဲဆိုတာကျွန်တော်တို့ကြည့်လိုက်ရအောင်ဗျာskill 1 effect ကတော့နေလို့ကျွန်တော်အရင်မြင်နေကျွန်တော်အနေနဲ့တော့အပြောင်လေးနဲ့ထုတ်တာပို့ပြီးတော့ဖြစ်စေချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပြောင်ကြိုက်လို့ပါဆိုတော့ skill 2လေးကိုလေကျွန်တော်တို့ဒီချက်တော့ကြည့်လိုက်ရအောင်ဗျskill 2ကြီးကဘယ်လိုကြီးရောလို့ effect ကနေလိုက်လားလို့အဲ့လိုကြီး fan မနေပါနဲ့မို့သူရဒါကတော့အောက်ကအနေတန်းလေးဖြစ်နေတဲ့အချိန် skill 2ပဲဖြစ်ပါတယ်ဆိုတော့တိတ်တော့မကြိုက်ဘူးဆိုပေမဲ့လည်းနည်းနည်းလေးတော့လှပါတယ်ဆိုတော့ area skill effect ကဘယ်လိုနေမလဲဆိုတာကျွန်တော်တူတူလိုက်ကြည့်လိုက်ရအောင်ဗျarea effect ကဒါပဲလားလို့တားမဲ့ skill 1နဲ့အောင်သွားတူနေတယ်ဆိုတော့ဒီ skill ကို free ပေးမယ်လို့လည်းရှားပါတယ် free ရမယ်ဆိုတော့လေ free ယူရတာပေါ့ဗျာဆိုတော့ကျွန်တော်ဗီဒီယိုကိုဆုံးနေကြည့်ပဲလို့တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရဲ့ဗျ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးနဲ့ပြီးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ဗျ